ကိုယောက်ျားကိုချစ်သူကကို့အပေါ်မှာသွေးအေးသွားတယ်လို့ခံစားရလားအိမ်ပြန်နောက်ကျလာတယ်အပြင်မှာပဲနေတာများလာတယ်အရင်လိုစားတွေမပို့တော့ဘူးဖုန်းပြောရင်လည်းအရင်လိုရွှန်းရွှန်းဝေအောင်မပြောတော့ဘူးသူ့ဘဝသူ့ကိစ္စတွေကိုသူ့ဟာသူအဆင်ပြေအောင်လုပ်လာတယ်ဒါမျိုးတွေကြုံဘူးကြလားဒါမှမဟုတ်ကြုံနေကြပြီလားတကယ်တော့အဲ့ဒါခမ ्या ကိုမချစ်တော့တာမဟုတ်ဘူးဗျသူရှက်သွားတာဘာကိုရှက်တာလဲအခုဆက်ပြောမဲ့စကားတွေကအိမ်တော်ရှင်တာဝန်ယောက်ျားတယောက်ရဲ့တာဝန်ကိုကြေပြွန်ခြင်းတဲ့သူတွေနဲ့ကိုယ့်ယောက်ျားကိုချစ်နေသေးလေးစားနေသေးမျက်နှူးနေသေးပြီးတော့အတူနေသွားခြင်းသေးတဲ့မိန်းကလေးတွေအတွက်ပဲဖြစ်ပါတယ်ကြံတဲ့လူတွေနားမတောင်ပါနဲ့သူ့ရဲ့ယောက်ျားအဖြစ်ဖြစ်တည်မှုချစ်သူအဖြစ်ဖြစ်တည်မှုခင်ပွန်းတဲ့အဖြစ်ဖြစ်တည်မှုအဖေတယောက်အဖြစ်ဖြစ်တည်မှုအစရှိတာတွေဟာတဖြည်းဖြည်းနဲ့နေရာပျောက်လာလို့သူရှက်တာပါသူနေရာပျောက်လာတာဟာသူအားနေချက်ရှိလို့ပျောက်တာလည်းဖြစ်နိုင်တယ်မိန်းကလေးဘက်ကဂိုင်းတွေဆက်ဆံပုံမားလို့လည်းဖြစ်နိုင်တယ်ဒါပေမဲ့သူရှက်သွားပြီတို့တော့သေဒီအထိဝန်ခံသွားမှာမဟုတ်ဘူးသူရှက်သွားတာပါလို့ယောက်ျားလေးတွေရှက်သွားရင်ဘာလို့တလဲမိန်းကလေးတွေလိုငိုသလား no သူတို့အဆက်အသွယ်ကိုရှော့ချပစ်တယ်ဒါကြောင့်ခါတိုင်းလိုစားပို့တာတွေဖုန်းကိုရွှန်းရွှန်းဝေအောင်ပြောတာတွေနဲလာပြီးတော့ဆက်သွယ်မှုတိုင်းကအလုတ်တဘောစမ်းလာတာသူခမားနဲ့မတွေးဖို့ကြိုးစားလာလိမ့်မယ်တွေးတယ်ဆိုရင်တော့အနီးမကပ်ဖို့အနီးကပ်ရင်တော့မထိဖို့မကင်ဖို့သူကြိုးစားလာလိမ့်မယ်ပြီးရင်နှစ်ယောက်အတူလုပ်ရမယ့်ကိစ္စတွေရှောင်လာလိမ့်မယ်အပြင်ထွက်ပြီးမုံအတူတူစားတာတို့အတူနေရတို့အစရှိရာတွေပေါ့အဲ့ချိန်မှာမင်းကလေးစိတ်တွေကဘာတွေးမလဲသူငါ့ကိုမချစ်တော့ဘူးလားအပြင်မှာအစ်စ်တွေတွေ့နေပြီလားပေါ့ယောက်ျားတွေအပြင်မှာရည်စားမထားကြဘူးမဟုတ်ထားကြပါလေဒါပေမဲ့ချက်ချင်းကြီးမထားပါဘူးအိမ်မှာအစင်မပြေတာတော်တော်လေးကြာလာမှသာထားကြတာပါဒီနေ့စိတ်ကောက်နောက်တစ်နေ့ရည်စားကောက်ထားတာမျိုးမလုပ်ကြပါဘူးကျွန်တော်ပြောတဲ့ယောက်ျားလေးတွေထဲမှာဖောက်ပြန်ခြင်းနဲ့ဗီဇအပြည့်ဝပါတဲ့ယောက်ျားလေးတွေမပါဘူးအိမ်တော်တစ်ခုကိုကောင်းချင်ပါရဲ့နဲ့ကိုယ့်ဟာကိုအရှက်ရသွားပြီးတော့အပြင်ကိုရောက်နေတဲ့ယောက်ျားလေးတွေကိုပဲဆိုလိုတယ်သူ့ဟာသူရှက်ပြီးအပြင်မှာအနေများလာတဲ့အခါရီးစားတယောက်ကရသွားနိုင်တာမို့အဲ့ဒီရီးစားမရခင်ခမားလုံနိုင်တာတခုရှိတယ်သူနဲ့စကားပြောသူ့ကိုမေးကိုဘာဖြစ်နေရလဲမျက်နှာလည်းမကောင်းပါလားကိုဘာဖြစ်နေရလဲမဟုတ်အဲ့ဒါကသူ့ကိုပြဿနာရှာမဲ့မေးခွန်းလို့သူဘာသာပြန်တယ်ကိုဘာဖြစ်နေရလဲမျက်နှာလည်းမကောင်းပါလားဒါသူ့ကိုစိတ်လုံခြုံမှုပေးမဲ့မေးခွန်းဒီနေရာလေးတစ်ချက်ပဲလှည့်လိုက်ဖို့လိုတယ်ဘာမှမဖြစ်ပါဘူးကွာလို့တေချာပေါက်ဖြေလိုက်မယ်ဒါပေမဲ့ဟိုးကိုရီးယားကားတကားတည်းကပြောသလိုဘာမှမဖြစ်ပါဘူးဆိုတိုင်းဘာမှမဖြစ်တော့တာမှမဟုတ်တာဟုတ်တယ်မလားသူ့ကိုခမားဆက်ပြောရမယ့်စကားကကိုရဲ့ကျမတို့ကရံပြစ်နေတာမှမဟုတ်တာကိုစိတ်ထဲတခုခုအစင်မပြေတာရှိရင်ကျမကိုပြောပြလေကျမပြင်ရမယ့်ဟာဆိုပြင်မှာပေါ့လို့ကောင်းကောင်းမွန်မွန်ပြောပါ ice ဒီဘေးအမြန်ရှောင်ထွက်သွားရင်သူမျက်ရည်ကျလို့ဘာမှမဖြစ်တယ်လို့အေးအေးဆေးဆေးလုံးစရာရှိတာဆက်လုပ်နေသူခမားကိုစိတ်ထဲကနေခွင့်လွှတ်လိုက်လို့ပောက်ကွဲပြီးပြောချင်တာတွေကိုပြောလာပြီဆိုရင်သူခမားနဲ့အဆင်ပြေခြင်းလို့အေးအပြင်ပြန်ထွက်သွားပြီဆိုရင်တော့တယောက်တည်းတနေရာမှာတိတ်တိတ်လေးသွားထိုင်လိုက်မယ်သူ့ဝေဒနာတွေကိုကုစားလိုက်မယ်ပြီးရင်အတူစားဖို့စားတော့စရာဝယ်ပြီးပြန်လာလိုက်မယ်ကြည်ထားတကယ်တော့ကိုယ်တိုင်မားလို့ဖြစ်စေတစ်ဖက်သားကမားလို့ဖြစ်စေယောက်ျားလေးတွေလည်းရှက်တတ်ကြတယ်အဲ့ဒါကိုမိန်းကလေးဖြစ်သူကခုနကပုံစံနဲ့မေးလိုက်ယုံပဲပြဿနာကိုအကြာကြီးမွေးမထားကြပါနဲ့ချစ်သူအိမ်တော်ဘက်များရိုးမြေကြပေါင်းနိုင်ကြပါစေဒီဆောင်မကိုတော့ TikTok ပေါ်က The Marriage Reset ကနေရယူဘာသာပြန်တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်